အိတ်တဲ့အချိန်မှာနှစ်ချိုက်အိတ်ရဖို့အတွက်ဘာကိုဖယ်ရှားရမလဲကိန္တုစစ်တော်နာသောစတိဘယ်ရာကိုဖယ်ရှားလို့ရှိရင်မစိုးရင်ရတယ်လေဆိုရင်တော့ကမဖြစ်ရတယ်လေကိတ္တတုဧကဓမ္မတဝတ္တရောစေတိခေါ်ရမှာဘယ်အရာဘယ်တရားတစ်ခုကိုဖြည့်ဆည်းဖယ်ရှားပြစ်တာကိုအရှင်ကောရမနှစ်သက်ပါတယ်မိကွန်သုံးဖို့ပေးမိကွန်သုံးဖို့ကိုမြတ်စွာဘုရားကဖြေတယ်မိကွန်ကသုံးဖို့ဖြစ်ပေမဲ့လို့အဖြေထုတ်တာတော့တစ်ခုတည်းပဲကောဒံစစ်တော်ဒုက္ခသိတိအပြည့်ဒေါသကိုပဲဖြတ်မဲ့ဆိုရင်တဲ့မင်းချမ်းသာသာအိပ်ရမယ်လူတွေကကိုဒေါသနဲ့ကိုအိပ်မပြောကြဘူးမကြည်မနှက်တာဆိုရင်လောကအိပ်မရတော့မကြည်မနှက်တွေဖြစ်ဒေါသရှင်ထဲမှာအညိုတေးတွေနဲ့ဒေါသဖြစ်အဲ့ဒါကိုကောဒလို့ခေါ်တယ်စိတ်ဆိုးနေတယ်ကောဒဒါတော့ဒီနေရာကကောဒကိုအဓိကထားပြီးဟောတာရာဂနဲ့လည်းပဲအေးပြတ်မှာပဲဒေါသနဲ့လည်းအေးပြတ်တာတချို့နေရာကျတော့အလုံးကိလေသာတွေမရှိတာပို့ပြီးတော့အေးတယ်ပေါ့ဒီနေရာမှာတော့ဒေါသကိုအဓိကထားပြီးပြဆိုပြဟောတယ်လို့အဲ့လိုမှတ်အောင်ကောဒံစစ်တော်ဒုက္ခသိတိအမြဲဒေါသကိုဖယ်ရှားနိုင်မှစိတ်နှလုံးအေးချမ်းစွာအိပ်ရမှာဖြစ်တယ်ကောဒံစစ်တော်နာသောစတိအမြဲဒေါသကိုဖယ်ရှားနိုင်မှဆိုရင်တော့ကမရောက်မှာဖြစ်တယ်ကောဋ္ဌတဝိတ္တမူလတမတုရကတဝါဒဝါစိတ်ဆိုးတယ်ဆိုတာစိတ်ဆိုးတဲ့ဟာအခြေခံကတော့ဝိတ္တမူလဆိုတာဝိတ္တဆိုတာစိတ်မူလဆိုတာအမြစ်ဝိတ္တမူလဆိုတာအခြေခံကမကောင်းဘူးဒေါသဖြစ်ခြင်းရဲ့အခြေခံကဝိတ္တမူလအစိတ်ကိုအခြေခံတယ်အမြစ်ကဆိုလိုတာကအမြစ်ကအစိတ်ပြင်းတယ်အဖျားကချုပ်တယ်အမြစ်ကအစိတ်ပြင်းပြီးတော့မတုရကတဝါဒဝါအဖျားကချုပ်တယ်ဘာပြောတာတော့စိတ်ဆိုးတဲ့အခါမှာစိတ်ဆိုးတာကတော့မကောင်းတာဖြစ်တာမှန်ဒါပေမဲ့လူတယောက်ဟာစိတ်ဆိုးပြီးကိုယ့်ကိုချစ်နှက်တယ်ဒီကောင်ပြောလိုက်တာမလှုပ်တော့ငြိမ်းသွားတယ်ပေါ့ကိုစိတ်ဆိုးလိုက်လို့ဟိုတယောက်ကအရှုံးပေးတာသူကသဘောကျသူကသူအောင်းနိုင်သူကြီးဖြစ်နေကလေးတွေပါလေဆိုဒေါသဖက်အဖေဖေကချော်ကြည်သွားပြန်အချင်းချင်းရန်ဖြစ်ကြတယ်ပြီးတော့တယောက်ကရှော့ပေးတယ်ဒေါသဆိုတာအခြေခံကတော့မကောင်းဘူးဒေါသဖြစ်တဲ့အချိန်မှာအကုန်ဖြစ်နေသို့တော့ဒေါသဖြစ်ပြီးတဲ့အခါမှာမထုရကတာရှင်းနှမှုတွေဖြစ်လာတယ်စိတ်ဆိုးမှုတဲ့လူတွေသိပါလိမ့်မယ်နော်အပိဓာတ်လေးတော့သူကကောင်းတယ်လို့ရှိပိဓာတ်လေးကောင်းတယ်ဒေါသဖြစ်ရင်အေးချမ်းသွားပြီးတော့သူတွေတခါတခါရံဖြစ်နေတော်တော်ရည်စရာကောင်းတယ်သူတွေဗမာတွေရံဖြစ်တာလည်းရှိတယ်နောက်တိုင်းကလူတွေရံဖြစ်တာလည်းရှိတယ်နောက်တိုင်းကလူတွေရံဖြစ်ဆဲကြတယ် bloody hair ဆိုတာဆဲပြီးတဲ့အခါကျတော့စိတ်ကပြေးသွားတဲ့အခါကျတော့ honey လို့ဘာလို့ဖြစ်ကုန်အဲ့ဒီလိုလေးဖြစ်တယ်အဲ့ဒါမထုရကအပိဓာတ်လေးတော့ချိုးသလိုရှိတယ်ဆုံးသက်တော့ချိုးသွားတယ်ဒေါသဖြစ်တဲ့အချိန်မှာတော့ဆိုးတယ်ပြီးရင်ချိုးသွားတယ်မျက်နှာလည်းချိုးသွားအကုန်ချိုးသွားတယ်အဲ့ဒါပြီးပြီအဲ့ဒါကိုရည်ညွှန်းပြီးတော့ပြောကောဋ္ဌတဝိတ္တမူလတမထုရကတဝါဒဝါအစိတ်ပြင်းတဲ့အချိန်အရင်ကအကြောင်းရှိပြီးတော့အဖျားချိုးမှုရှိတဲ့အမျက်ဒေါသကိုပဲဖြောက်ခြင်းကိုသူတော်စင်တွေကချီးမွမ်းကြတယ်။ဒါကြောင့်ဒေါသဆိုတဲ့အမျက်ကိုဖယ်ရှားပစ်ခြင်းဟာဆိုရင်တော့ကမဖြစ်တော့ပါဘူး။ဒါလေးဖြစ်
တရားမင်းကိုအဲ့ဒါလေးဖြစ်ဒီဟာကတခြားသုတ်တန်တွေပါလည်းရှိပါဒီမေကုန်းနဲ့ဖြေကတခြားသုတ်တန်တွေပါလည်းရှိဒီမှာတော့တရားမင်းကြီးကမေးလို့မြတ်စွာဘုရားဖြေတဲ့အနေနဲ့မတတ်တဲ့